ကိုကျော်ကြီးရှင်မိမမရသေးဘူးနော်တယောက်တော့သူကိုမမေ့နိုင်သေးလို့အဲ့ဒီညကနင်သာငါ့ကိုလာခိုးရင်အခုချိန်ဆိုငါတို့သားသမီးတွေနဲ့ပျော်နေရမှာငါမှအဖေကိုပုံပြီးထွက်လာရတာနင်းကြောင့်ငါအဖေငါ့ကိုလိုက်ရှာရင်ပိုးထိတာမင်းဖေပိုးထိပြီးလမ်းမှာမေ့လဲနေတာကိုဆေးကန်းကိုထမ်းပို့နေလို့မင်းစီလာတာနောက်ကျသွားတာပါရှင်ကိုရောက်လာတော့မင်းကချိန်ထားတဲ့နေရာမှာမရှိတော့ဘူးပြီးတော့မင်းကကိုရှင်းပြခွင့်မပေးခဲ့ဘူးကျမမှားသွားပြီကိုကျော်ကြီးရဲ့တချို့ဝေးကွာခြင်းတွေကပြန်မစုံနိုင်ကြတဲ့အထီမို့ချစ်သူတွေကြားမှာပြဿနာဖြစ်လာရင်တစ်ဖက်သက်မဆုံးဖြတ်ပဲရှင်းပြခွင့်လေးတော့ပေးလိုက်ပါ